မင်္ဂလာပါရှင်ဒီထိုင်ညွှန်းကိန်းနဲ့ပတ်သက်တဲ့မှတ်ထားတဲ့နဲ့နီလန်လေးတွေကိုစုပြီးဖော်ပြပေးထားပါတယ် loss of interest data exponent မှာဆိုရင်ဒါလေးတွေသိအခြေခံသိထားရဲဆိုရင်တော့အရန်လွယ်ကူပါတယ်ဥပမာဘာလဲဆိုရင် base တူတယ်မြောက်ထားရဲဆိုရင်ထိုင်ညွှန်းတွေကိုပေါင်းပေးရမယ်ဘယ်လိုမျိုးလဲဆိုရင်2 power 3 plus 2ကဘယ်လောက်ဖြစ်သွားမလဲဆိုတော့2 power 5 base တူတယ်စားထားတာဆိုရင် divide ပေါ့နော်လောက်ထားတာဆိုထိုင်ညွှန်းတွေကိုနှုတ်ပေးရမယ် minus ပေါ့နော်အဲ့တော့3 minus 2က1ထပ်ဆင့်ထက်ညွှန်းဆိုထက်ညွှန်းပေါ်မှာထပ်ပြီးထက်ညွှန်းတင်ထားတာပေါ့နော်အဲ့ဒါဆိုဘာလုပ်ရလဲဆိုအဲ့ထက်ညွှန်းနှစ်ခုကိုမြှောက်ပေးရအဲ့တော့2 power 6ဟုတ်ပြီနော်2 power 6ဒါကကြတော့ဘာလဲဆိုတော့ half ဆို square root နဲ့အတူတူပဲ2ကို half တင်ထားတာဆိုတော့ဘာနဲ့တူလဲဆိုရင် square root of 2နဲ့တူတယ်2 power 1 minus that ဆိုတော့လဲ1 minus 3ဆိုတော့သူကလဲ cube root နဲ့တူတယ်သူကဘာတူလဲဆိုရင် cube root နဲ့ cube root 2ကို cube root 2ပေါ့နော်2ကို cube root တင်ထားတာနဲ့တူတယ်ဒါကြတော့ဒါကိုခွဲထုတ်လိုက်လို့ရတယ်ဘယ်လိုခွဲထုတ်လဲဆို2 power 3 the whole power 1 by 2 3နဲ့1 by 2နဲ့မျှရင်ဘာရလဲဆိုဒီနားလေးမှာမျှကြည့်လိုက်နော်3နဲ့1 by 2နဲ့မျှအဖြေက3 by 2အတူတူပဲအဲ့တော့3 by 2ကိုဒီလိုပုံစံမျိုးခွဲလိုက်တာဒီလိုပုံစံခွဲလိုက်တော့3 the whole power 1 by 2ဆိုတော့ဒီ2 power 3ကိုဒီတိုင်း2 power 3ဆိုပြီးရေးလို့ရတယ်ဒီဟာကဘာနဲ့တူလဲဆို square root နဲ့တူတယ်နော်2 power 0ဘာပဲဖြစ် power 0ဆိုရင်အမြင့်အဖြေက1အဲ့တော့2 power minus ဆို minus လို့ပါလာပြီထက်ညွှန်းမှာ minus ပါလာသူ့ကိုဘာလုပ်ပြရလဲဆိုရင်အပိုင်းကိန်းပုံစံအောက်ကိုချလိုက်1 minus 2ဥပမာဒီမှာ minus 2ဆို1 minus 2 square ဒီမှာ3ဆိုရင်2 power minus 3ဆို1 minus 2 power 3ဒါကကြတော့ဘာလဲဆိုတော့အပေါ်ကိုလည်း2ထပ်အောက်ကိုလည်း2ထပ်တင်တာလို့ပြောတာ2 power square 2 square 3 square